လုံနေတာ၄၅နှစ်ရှိသွားပြီကိုယ့်ရဲ့အကြိုက်ကိုအခုချိန်ထိမတွေ့သေးဘူးဒါကြောင့်လေသိလားကိုယ့်ရဲ့အားတာချက်ကိုလက်မခံလို့တန်ဖိုးမထားလို့ဒါကြောင့်ခုချိန်ထိနေပယ်မရှိတာသူကအစပိုင်းမှာလဲနည်းနည်းခေါင်းမှာဒါလှုပ်လို့ရတယ်မဟုတ်ဘူးမဟုတ်ငင်းတာဒါမဲ့လှုပ်ရင်နဲ့ break လိုက်လှုပ်သွားလိုက် break လိုက်သူအရှုံးမပေးသူ့ရဲ့စိတ်ထဲမှာသူ့ရဲ့အားတာချက်တစ်ခုခုရှိတယ်သူ online ပေါ်မှာငွေလှုပ်လို့ရတယ်သူ့ရဲ့အရေးအချင်းကနေသူတီဆောက်လို့ရတယ်ဆိုတာတိစိတ်ထဲမှာသူ့ကိုအဖြေလာပေးနေပြီ inner voice ကသူလက်မခံလို့သူလက်ခံသွားတဲ့အချိန်မှာတဖြည်းဖြည်းချင်းစီနဲ့အခုချိန်မှာ follower 3 သိန်းကျော်သွားပြီထီထဲမှာလူတိုင်း inner voice ကနေကိုယ့်ကိုအဖြေလာပေးကြတယ်အပြင်ကအရာနဲ့နေသွားတာများလို့ကိုယ့်ရဲ့အသွေးစကားတန်ကိုမကြားကြလို့ပါအားကြောင့်ကိုယ့်ရဲ့နယ်ပယ်မှာရပ်တည်လို့မရတာချဲထက်ကို online လောက်လာတဲ့သူတွေအများကြီးရှိတယ်ခုချိန်ထိနေရမရှိသေးဘူးစံတဝါဝါနဲ့ဟိုရောင်းလိုက်ဒီရောင်းလိုက်ငွေရှာတဲ့သူဖြစ်နေစေကိုယ်နယ်ပယ်မှာရပ်တည်သွားနိုင်တဲ့သူငွေရှာစရာမလိုတော့ငွေကသူတို့စီလာတော့မှာဘာလို့လဲသူတို့ရဲ့နယ်ပယ်မှာသူတို့သိသွားတယ်လူတိုင်းမှာကိုယ့်ကိုအဖြေလာပေးကြတယ်လက်မခံတဲ့အုပ်စုတွေရှိတယ်လက်ခံတဲ့အုပ်စုကနေရာရသွားကြတယ်